ကျွန်တော်နာမည်ကကျော်ရဲလွင်ပါကလေးနာမည်ကတော့ထက်မြက်ကျော်ရဲခုတသားကကြတော့ grade 5မှာဒီတက်ရှိပညာသင်နေရတယ်ဟုတ်ကဲ့အဲ့ဒါလေးကတော့ထူးထူးခြားတွေ့ရတယ်ဗျဘာလို့လဲဆိုဒီကလေးတွေရဲ့ဒီရွယ်လေးတွေရဲ့ဘဝအစမှာဒီကိုဗစ်ဆိုတဲ့အရာနဲ့စခဲ့တဲ့ဟာမျိုးဖြစ်ခဲ့တဲ့ခါကျတော့သူတို့တွေကတကယ်မှဆိုရင်ဒီ social ဘိုင်းမှာလစ်ဟာမှုလေးတွေရှိရဲ communication ဘိုင်းတွေမှာအောက်တာမျိုးတွေရှိတာပေါ့လေကျွန်တော်ဒီ SCIS ကတော့မနိုင်ပြောရင်ကျွန်တော်နီးစက်ကျွန်တော်တို့နေထိုင်တဲ့နေရာနဲ့နီးရုံနဲ့နီးလို့လဲကျွန်တော်တို့ရွေးချယ်ခဲ့တာလည်းပါတယ်ဆိုပေမဲ့တကယ်ဒီမှာသင်ကြားပေးတဲ့ပုံစံတွေဆရာမရဲ့ unit to do ဆက်ဆံတဲ့ပုံစံတွေပြီးတော့ချင်းဒီ parent ဒီ teacher တွေနဲ့ parent တွေရဲ့ပေါ့လေ communication ဘိုင်းလေးအဲ့ဘိုင်းလေးတွေမှာဆိုရင်ကလေးတွေကိုအများကြီး support ပေးနိုင်တာတွေ့ရတယ်ဗျခုနကပြောသလိုမျိုးပေါ့ဒီ social ဘိုင်းမှာလစ်ဟာနေတဲ့ကလေးတွေကိုအချင်းချင်းကြားမှာ communication ပြန်လဲတိုးတက်လာအောင်သူတို့ချင်းချင်းကြားမှာယုံကြည်ချက်တွေဆက်ဆံမှုတွေunitary ခံစားချက်တွေအဲ့လိုမျိုးလေးပြန်ဖြစ်လာအောင်အကောင်းဆုံးဖန်တီးပေးနိုင်တယ်လို့ကျွန်တော်တို့ကမြင်လာရတယ်ဗျဟုတ်ကဲ့ကျွန်တော်ခုနကပြောသလိုကာလလေးတစ်ခုလည်းရှိပြီဆိုတဲ့အချိန်မှာကျွန်တော်တို့SCS နဲ့ကျွန်တော်တို့မိဘတွေရဲ့ဂျားထဲမှာရှိတဲ့ bond တစ်ခုပေါ့လေဆိုလိုတာကျွန်တော်တို့စိတ်ထဲမှာဆိုရင်ယုံကြည်နေတဲ့အရာလေးတွေရှိလာတာပေါ့ကလေးရဲ့လိုအပ်ချက်တွေဆိုရင်ကျွန်တော်တို့ဒီ parent meeting ပုံစံမျိုးလေးနဲ့ကျွန်တော်လေးရဲ့ progress လေးတွေကိုဆိုလဲကျွန်တော်တို့အမြဲတမ်းပေါ့လေupgrade လုပ်ပေးတယ်ပြီးတော့ချင်းကျွန်တော်တို့ကဒီပညာရေးပိုင်းတာမကောက်သူတို့တွေရဲ့ဒီခုနကလူမှုပေါင်းသင်းဆက်ဆံရေးမှာဆိုရင်လေလိုအပ်တယ်လို့မျိုးထိန်းချောင်းပေးတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်ချက်တွေရှိလာတဲ့ခါကျတော့နေ့စဉ်နဲ့များကလေးလည်းပျော်ရွှင်သလိုကျွန်တော်လူကြီးတွေမှာဆိုရင်လည်းစိတ်သက်သာတာဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်အနေနဲ့ personally ပြောမယ်ဆိုရင်တော့ကျွန်တော်တော့100% recommend လုပ်ပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းထားတဲ့စိတ်တစ်ခုပေါ့ယုံကြည်ချက်တစ်ခုလိုမျိုးပေါ့ဒီ SCS အကြောင်းလေးကတကယ်တက်ရောက်နေတဲ့ကလေးတယောက်ရဲ့မိဘအနေနဲ့ဆိုရင်ကျွန်တော်တော့ပြောသလိုပေါ့ကလေးပေါ်မှာထားရှိတဲ့ဆရာမတွေရဲ့စိတ်ကူးစိတ်သန်းလေးတွေပြီးတော့ကလေးတွေကိုထိန်းချောင်းပေးနေတဲ့ဝေးလေးတွေကမှန်တယ်လို့ကျွန်တော်တို့အနေနဲ့ကြောက်ယူဆတယ်ဗျဆိုတော့ကျွန်တော်ရဲ့တဦးတယောက်အမြင်နဲ့ဆိုတော့ကျွန်တော်100% recommend လုပ်ပါတယ်ဗျဟုတ်ကဲ့လက်ရှိမှာဆိုရင်တော့language ပိုင်းဆိုင်ရာလေးတွေပေါ့လေဆိုတော့ကလေးတွေမှာဆိုရင်ကျွန်တော်မြင်တဲ့အမြင်ကတော့နိုင်ငံခြားဘာသာပေါ့လေတခြား foreign ဘာသာတစ်ခုအနေနဲ့ဆိုရင်ကြတော့ဒီမှာဆိုရင်တော့ဒီအင်္ဂလိပ်ဘာသာအပြင်ဒီ Chinese ကိုတွဲတင်တာတော့ရှိပါတယ်အဲ့လိုမျိုးပဲကျွန်တော်ထပ်ပြီး recommend လုပ်ခွင့်ရှိမယ်လုပ်လို့ရမယ်ဆိုခဲ့ရင်တော့တခြားပေါ့ကလေးတွေမှာဆိုရင်သူတို့talent တွေတူနဲ့တူမတူဘူးဆိုတဲ့အခါကျတော့သူတို့စိတ်ပါဝင်စားတဲ့တခြားသော language တစ်ခုခုများရှိတယ်ဆိုခဲ့ရင်လည်းအဲ့လေးတစ်ခုဟိုမှာအခြေခံဖြစ်ပထမတစ်နှစ်တော့ကျွန်တော်ကြုံဘူးတာတော့ပြင်သစ်ဘာသာရဲ့စကားသင်ကြားတဲ့ဟာလေးဆိုရင်ကလေးကတော်တော်လေးစိတ်ဝင်စားတာမျိုးတွေ့ရတယ်ဗျ။ choice လေးနည်းနည်းလောက်ရှိရဆိုတော့ပိုကောင်းမယ်လို့တော့ယူဆပါတယ်ဗျ။အဲ့ဒါကြတော့ထွေထူးပြီးတော့ထွေးမှုတော့မလိုဗျ။သူတို့ရဲ့ confidence ဆိုတာကြတော့သူတို့ရဲ့ကျွမ်းကျင်ပိုင်နိုင်မှုနဲ့အတူသူတို့ရဲ့ရင်းနှီးကျွမ်းဝင်မှုပေါ်မှာလည်းမူတည်တာဟုတ်ဆိုတော့သူတို့ကအခုဆိုရင် stage fright တွေမရှိတော့ဘူးတကယ်ချင်းတွေကြားထဲမှာဆိုရင်သူတို့ရဲ့ topic လေးတွေပေါ့လေဒီက season ပေးတဲ့presentation လေးတွေ public speaking ဟာမျိုးလေးတွေမှာဆိုရင်သူတို့ရဲ့ topic လေးတွေကိုသူတို့ရွေးချယ်လာတယ်ပြီးတော့သူတို့ကိုယ်တိုင်သူတို့ presentation လေးတွေတိစောက်ယူလာတယ်ဆိုတော့ဒါတွေကကျွန်တော်တို့တော့ထွေထူးပြီး support ပဲပေးစရာမလိုတော့ဘူးပေါ့လေဒါတွေကတော့ဒီ SCIS ကအားသာချက်တွေလို့ကျွန်တော်တို့မြင်ပါတယ်ခင်ဗျဟုတ်ကဲ့တော်တယ်လို့ပဲခံစားရပါတယ်ဗျဟုတ်ကဲ့ဘာလို့ဆိုတော့ဒါတွေကကျွန်တော်ခစ်တွေကလည်းမတူတော့ဘူးပေါ့လေကျွန်တော်တို့တော့ဆိုရင်ကြတော့ဒီအင်္ဂလိပ်ဘာသာရပ်ဆိုတာတခြားကြီးကိုတတိတတန့်ကြီးကိုလေ့လာလိုက်စားရတဲ့ဘာသာရပ်မျိုးပေါ့အခုကြတော့ခါကျခစ်တွေကတိုးတက်လာတဲ့ဒီကလေးလေးတွေကသူတို့ရဲ့ဒီအချင်းချင်းတွေပေါ့ချင်းချင်းကြားမှာတကယ်ကိုသူတို့native တယောက်လိုမျိုးပေါ့လေသူတို့ရဲ့အတွေးခေါ်လေးတွေအစသူတို့ရဲ့ပြောဆိုတဲ့ပုံစံမျိုးလေးတွေကကွဲထွက်လာတာကြည့်တဲ့ခါကျတော့ဘာပြောဂုံနဲ့ဂုံယူပါတယ်ခင်ဗျဟုတ်ကဲ့တွေ့တော့တွေ့တယ်ဗျဒါပေမဲ့ဒါကတော့ကျွန်တော်တို့ရဲ့မိသားစုနဲ့ဆိုင်တော့ကျွန်တော်တို့မှကျတော့နည်းနည်းလေးတရုတ်ဘာသာစကားကိုပြောဆိုတဲ့ပတ်ဝန်းကျင်လေးတိတ်မရှိတဲ့ခါကျတော့အထီးတွေ့ကတော့နည်းတယ်ဗျဒါပေမဲ့လည်းကျွန်တော်တို့ထက်ဆိုင်သူကတရုတ်လိုပူနားလေတယ်ဆိုတဲ့ဟာပြီးကြတော့ကျွန်တော်တို့လည်းဂုဏ်ယူပါတယ်ခင်ဗျဟုတ်ကဲ့SCS ကအခုschedule လေးတွေပေါ့လေ time table လေးဆွဲထားတဲ့အရာဆိုရင်တော့တော်တော်လေးကို balance ဖြစ်တယ်ပြောလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဘာလို့ဆိုတော့ဒီ Chinese ဘာသာစကားကိုလည်း
တကယ် main subject တစ်ခုအနေနဲ့ကိုအချိန်လေးတစ်ခုထည့်ပြီးတော့တေချာလေးစီစဉ်ပေးထားတာဆိုတော့ကလေးတွေသင်ယူရတာလည်းဝေဒုံဘိုးလည်းမဖြစ်ဘူးပြီးတော့တစ်နှစ်တန်းပုံစံမျိုးလေးပေါ့လေပုံမှန်လေးလည်းတက်သွားမယ်လို့လည်းထင်ပါတယ်ဗျခုနကကျွန်တော်ပြောသလိုဒီအကြောင်းလေးကကျွန်တော်တို့စပြီးတော့ကလေးကိုထားခဲ့တာအခုကာလတစ်ခုရှိပြီပေါ့လေဆိုတော့ဒီကာလအတွင်းမှာဆိုရင်ကျွန်တော်တို့စိတ်ပြတ်သွားစေတယ်ဆိုတာမရှိပါဘူးဗျကျွန်တော်တို့တစ်ခုနဲ့မိဘတွေနဲ့ပဲဖြစ်ဖြစ်ဒီအကြောင်းဆရာဆရာမတွေကြားထဲမှာဆိုရင်ဘောင်းလေးတစ်ခုကပို့ပြီးတိုးလာတယ်ပြီးတော့ချင်းကျွန်တော်တို့ကလေးတွေရဲ့ပြောင်းလဲမှုကိုလည်းမြမွားထင်ထင်တွေ့နေရတဲ့ခါကျတော့အရန်ဝမ်းသာကုန်ယူမိပါတယ်